မှာအချိန်တွေကြာကြီးလောကရန်တို့အနိုင်လူခဲ့တဲ့ချစ်တော်အဖေချမ်းတဲ့ဘဝခရီးလမ်းမှာစနေမရနဲ့တမိသားတွေရိုးသားသွားနဲ့ကြိုးစားရှာဖွေဖနက်ပါပစိုးပြေချွေးရရွှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးမှုသူ့အားနဲ့ကိုပေးခဲ့တာအပြောဆိုတဘောယူအိမ်ကလူချမ်းပင်မရှာသူအဖေမိသားစုအိမ်မှာအချိန်တွေကြာကြီးလောကရန်တို့အနိုင်လူခဲ့တဲ့ချစ်တော်အဖေချမ်းတဲ့ဘဝခရီးလမ်းမှာစနေမရနဲ့တမိသားတွေရိုးသားသွားနဲ့ကြိုးစားရှာဖွေဖနက်ပါပစိုးပြေချွေးရရွှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးမှုသူ့အားနဲ့ကိုပေးခဲ့တာအပြောဆိုတဘောယူအိမ်ကလူချမ်းပင်မရှာသူအဖေသူချွေးနေရတော့လေသူကလေးလေးမြတ်တာတရားစနီးမရလောက်သူကမရနိုင်မှာသူချွေးနေရတော့လေသူကလေးလေးမြတ်တာတရားစနီးမရလောက်သူကမရနိုင်မှာအမေကိုအချစ်ဖို့လေအပြစ်မဆိုပဲပြုံးနေခဲ့တာပညာအမွေအကျဉ်းသားတွေနဲ့အမြင့်မာဆမ်းမှုအနစ်နာခံပေးဆက်ခဲ့တာအရှုံးနေနဲ့အပြုံနေဝေးအိမ်ကလူချမ်းပြင်မှန်းရှာတဲ့အဖေအချိန်တွေကြာကြီးလောကရန်တို့အနိုင်လူခဲ့တဲ့ချစ်တော်အဖေချမ်းတဲ့ဘဝခရီးလမ်းမှာစနေမရနဲ့တမိသားတွေရိုးသားသွားနဲ့ကြိုးစားရှာဖွေဖနက်ပါပစိုးပြေချွေးရရွှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးမှုသူ့အားနဲ့ကိုပေးခဲ့တာအပြောဆိုတဘောယူအိမ်ကလူချမ်းပင်မရှာသူအဖေသူချွေးနေရတော့လေသူကလေးလေးမြတ်တာတရားစနီးမရလောက်သူကမရနိုင်မှာသူချွေးနေရတော့လေသူကလေးလေးမြတ်တာတရားစနီးမရလောက်သူကမရနိုင်မှာအမေကိုအချစ်ဖို့လေအပြစ်မဆိုပဲပြုံးနေခဲ့တာပညာအမွေအကျဉ်းသားတွေနဲ့အမြင့်မာဆမ်းမှုအနစ်နာခံပေးဆက်ခဲ့တာအရှုံးနေနဲ့အပြုံနေဝေးအိမ်ကလူချမ်းပြင်မှန်းရှာတဲ့အဖေ